မင်းကြော်တော့တခါမှကျန်မသိနှစ်ပြီးတော့မစားဘူးဒါပထမဆုံးချိန်ပဲဟောင်းပါတယ်ရသတဲ့ဒီလိုစားခြင်းလေဆိုတော့ time 47ဆိုင်ရဲ့ signature ထမင်းကြော်ရတယ်တမျိုးကောင်းတယ်လို့ပြောလို့ရပါတယ်မင်္ဂလာပါပြည်သက်ကြီးဒီနေ့တော့ရန်လမ်းမောဘောက time 47ဆိုင်ကိုရောက်နေပါတယ်ဗျ time 47ဆိုင်က time 47 ထမင်းကြော်ကသူ့ရဲ့ signature လို့ပြောပါတယ်ဗျအားကြည့်ပါအောင်မယ်ပြည်သူစားကြပါဦးပကံကြီးကတော့အကြီးပဲပကံတော်တော်ကြီးတာဗျပကံကိုတော်တော်မနေရတယ်ဒါတိုင်း47သမင်းကြော်ပါတိုင်း47သမင်းကြော်ရောင်းပါမယ်မှန်တယ်တဲ့တယ်ဝါတရုတ်နယ်ပင်လေးနဲ့ဥလီရဲ့ဒါတော့ဝတ်သားကျုပ်လေးနဲ့ပါသေးတယ်ကျုပ်နယ်အောင်ရှင်းနယ်အောင်ထည့်တာကျုပ်နယ်အောင်ရှင်းနယ်အောင်ထည့်တာအမွေးပေါ့အမွေးတက်လေးပေါ့သမင်းကြော်လေးကတော့ပြင်ဆင်ထားတဲ့ဒီဇိုင်းလေးကတော့တစ်မျိုးလေးပဲစက်မြသီးရယ်တခွားသီးရယ်ခရမ်းကျင်သီးရယ်ကျုပ်ကတော့ half right လေးပါစက်မြသီးလေးညှစ်လိုက်အောင်အတူစတိုင်းလေတမစီကတော့သမင်းကြော်နဲ့မလိုက်ဘူးဆိုရင်ဒါပေမဲ့လူနဲ့တဲ့တယ်တမစီစားပြရတမစီနဲ့ရောကျုံနဲ့မဲ့နဲ့ရောဆက်နဲ့နဲ့ရောအမွေးပေါင်းဆုံးသွားပြီCome on.ရတာတွေကိုဒီလိုစားခြင်းလေဆိုတော့ time 47ဆိုင်ရဲ့ signature ထမင်းကြော်ရတယ်တမျိုးကောင်းတယ်လို့ပြောလို့ရပါတယ်ထမင်းကြော်တော့တခါမှကျန်မသိနှစ်ပြီးတော့မစားဘူးဒါပထမဆုံးချိန်ပဲဟောင်းပါတယ်ဒီဝါးရောဒီဦးလေသူကစမတိရစိတ်ကြီးတမကြီးအများကြီးမြရတာမဟုတ်ပဲနဲ့စိတ်သေးလေးပဲအနက်လေးပါအောင်ဖြည့်ပေးတာဆိုတော့ကိုယ်သွားတာပါတမတိအချင်းရတာကိုမြစ်သေးခြင်းလို့တမတိလေးထည့်ပေးတာလားမဟုတ်အနက်အတွက်ကိုသွားထည့်အောင်ထည့်ပေးတာtime 47ဆိုင်က time 47 သမင်းကြော်ကသူ့ရဲ့ signature လို့ပြောပါတယ်အရင်လေးမြောက်တော့မှလားမသိခွင့်ထားသေးတယ်မလားကျွန်တော်ပင်လုံလန်းလားမသိလေဟုတ်တယ်မလားအဲ့မှာရှိသေးလားအဲ့မှာပင်တော်ဟောက်ဆိုတဲ့ဆိုင်ကရှိတယ်ဟုတ်တယ်မလားအဲ့ယူလိုက်ရမှာလားအဲ့ဒါကြီးနောက်ဘလော့လေးမှာပြန်စားပါမယ်တိစုတူတူတယောက်တည်းအဲ့ဒါအားလုံးကိုကျေးဇူးပါ bye bye see you